အားလုံးပဲမင်္ဂလာပါကျွန်တော် Ryan ကန်းကြီးသွားတော့ကအပြန်မှာချိန်နဲ့တိတ်မရတော့ဘယ်ဝင်ကောင်းမလဲဆိုပြီးတော့လိုက်ရှာကြည့်တော့ဒီ National Park လေးတစ်ခုကိုတွေ့ခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့သွားပြစ်ခဲ့ပါတယ်ဆိုတော့ဒီနေရာလေးကတော်တော်လေး relax ဖြစ်ပြီးတော့ဓာတ်ပုံတော်တော်ရိုက်လို့ကောင်းတဲ့နေရာလေးမို့လို့ပြန်မျှဝေပေးချင်ပါတယ်သူကတော့ဝင်ကြီးကတော့တယောက်ကို200ပေးရပါတယ်ဆိုတော့သွားစရာနေရာတွေကတော့ဒီထဲမှာထွေထူးထူးတော့မဟုတ်ပေမဲ့တော်တော်လေးတော့လှရပါတော့ဆိုတော့ကျွန်တော်တော့ဘာလို့မှမသိဟိုလမ်းလျှောက်ရိုက်တယ်ဒီလမ်းလျှောက်ရိုက်တယ်တွေ့တဲ့အတိုင်းပဲအဓိကတော့ဒီ National Park လေးကလမ်းလျှောက်လို့တော်တော်ကောင်းပြီးတော့လေတစ်ဖြူဖြူနဲ့တော်တော်လေး relax ဖြစ်တယ်ပေါ့နော်ဒါကတော့ရှားရှားပါးပါးငါတက်ကောင်ရိုက်ချက်ထဲမှာအမိရသွားလို့ထပျော်သွားတဲ့ခိုက်တန်လေး yes ဆိုသူများရဲ့တပုတ်ရိုက်နေရတွေ့တော့ကျွန်တော်လည်းတပုတ်ရိုက်ချင်လာတယ်တွေ့တဲ့အတိုင်းပဲပြေးစိမ့်သွားပါတယ်ပြီးတော့နှစ်ပုံလောက်ရိုက်လိုက်ပါတယ်ဆိုတော့ဒီ National Park လေးကတကယ်ချင်းနေပဲတော့မိသားစုနေပဲတော့ကောင်မလေးချစ်သူနေပဲတော့သွားလို့ကောင်းတဲ့နေရာမို့လို့ဘာရောင်းရောက်တဲ့အခါကျရင်တစ်ခါတော့သွားခဲ့တင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးလေးကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်